ကျိုးပိုင်းတိုက်ခန်းဝင်မဲ့လူချင်းမင်းတို့အနေနဲ့အခုပြောပြမယ့်ချက်၃ချက်ကိုသိထားဖို့လိုအပ်ပါတယ်ခင်ဗျာအားလုံးမင်္ဂလာပါကျွန်တော်ကတော့ဖိုးလန့်မြန်အရှမ်းမြေကုမ္ပဏီကိုထွန်းနိုင်ဖြစ်ပါတယ်ဥပမာမြေရှင်ကမိသားစုပိုင်လားအများပိုင်လားတူးရဲပိုင်လားဆိုတာကိုသိထားဖို့လိုအပ်ပါတယ်ခင်ဗျာပြီးတော့ဒီမြေပေါ်မှာအရင်က contract နဲ့ဆောက်ဖို့လုပ်ထားတာရှိသေးလားဆိုတာနောက်ခံအကြောင်းကိုလည်းသိထားဖို့လိုအပ်ပါတယ်ခင်ဗျာမြေရှင် contractor developer တွေကြားမှာစာချုပ်မျိုးရှိတတ်တာကြောင့်ကျိုးပိုင်းတိုက်ခန်းရောင်းပေးမဲ့သူကဘယ်သူလဲဆိုတာကိုလူချင်းသိထားဖို့လိုအပ်ပါတယ်ခင်ဗျာနောက်တစ်ချက်ကတော့မြေရှင်နဲ့ contract စာချုပ်စီပင်ရဲ့ခွင့်ပြုမိတ်အပြင်ပေါ်မှာအဆောက်အဦကမြေပြင်မှာတကယ်ဆောက်နေပြီးတဲ့အဆောက်အဦပေါ်မှာကျွန်တော်တို့အယောင်းဝယ်ပြုလုပ်လို့ရတာပဲဖြစ်ပါတယ်ခင်ဗျာအခုပြောသွားတဲ့အချက်ကိုမှတခုခုမလုပ်ရသေးဘူးဆိုရင်ကျွန်တော်တို့တရားဝင်အယောင်းဝယ်ပြုလုပ်လို့မရသေးပါဘူးခင်ဗျာအယောင်းဝယ်ပေးဖြတ်နိုင်တဲ့ရှင်တွေကတော့မမှန်မကန်ကိစ္စနဲ့မတရားမှုပေါ်လာတဲ့ဆိုရင်လူချင်းမင်းအနေနဲ့အယောင်းဝယ်စာချုပ်ကိုပေးဖြတ်နိုင်တာပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအပြင်ကမှတတ်မှတ်ချိန်ကျော်လွန်ပြီးတော့တိုက်ကိုမဆောက်ရသေးဘူးဆိုလို့ရှိရင်လည်းအယောင်းဝယ်စာချုပ်ကိုပေးဖြတ်နိုင်တဲ့အပြင်ကမှအယောကြီးပါတောင်းလို့ရပါတယ်တချို့ကတော့စာချုပ်ကိုအပြည့်အဝဖြတ်သိမ်းတာမျိုးမလုပ်ဘဲနဲ့နှစ်ဦးနှစ်ဖက်ဆွေးနွေးပြီးမှအစ်စ်ပြန်လည်ရှုပ်ဆိုတာမျိုးအရှင်တွေလည်းရှိတတ်ပါတယ်ခင်ဗျာလူချင်းမင်းအနေနဲ့ရောင်းမဝယ်မှာမဖြစ်ဖို့အတွက်ဆိုရင်နားလေတိုက်ကြွတဲ့ရှင်းနေတွေနဲ့တိုင်ပင်ပြီးမှဝယ်ယူခြင်းကတော့အကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ